တိတွေပြောင်းမေးမယ်တနေ့တရက်မှမိမရနိုင်ပါမီမြမပြည်နဲ့မိဖို့လွမ်းနေဘဝဝဲရေးတွေ့တိုင်းတစ်ပါးဝေးမှကြိုးစားလို့သာနေမျောလင့်ချက်ရည်မှန်းချက်တွေပြည်တဲ့တနေ့ရောက်ပြန်ခဲ့မလီအခုချိန်ခဏလေးမှဘဝရည်မှုခွဲရတာပါမီချိန်မှလွမ်းမပြေဘူးလေမြမပြည်နဲ့အမေကိုကျွန်တော်လွမ်းနေမပြောတော့လေလေကြွားနေအမေကိုခွဲကနေအောင်မဲ့အမေနဲ့ရွာလေးကိုအခုဆိုကျွန်တော်ခွဲတာနှစ်တွေကြာညောင်းရာသီတွေပြောင်းမေးမယ်တနေ့တရက်မှမိမရနိုင်ပါမီမြမပြည်နဲ့အမေကိုလွမ်းနေဘဝဝဲရေးတွေ့တိုင်းတစ်ပါးဝေးမှကြိုးစားလို့သာနေချက်တွေပြည်တဲ့တနေ့ရောက်ပြန်ခဲ့မလီအခုချိန်ခဏလေးမှအဝါရီမှုခွဲရတာပါမီချိန်မှလွမ်းမပြေဘူးလေမြမပြည်နဲ့အမေကိုကျွန်တော်လွမ်းနေနေညူချင်းညနေတိုင်းမှဝေကမန်းစာတန်းတမိဝီပြန်ရင်မေမေလေးလီမပြေတော့တဲ့ဘဝလေးမို့လီမိသားစုအစင်ပြေဖို့အတွက်တိုင်းတစ်ပါးဝေးကျူသာလို့သာနေဘဝရဲ့အခက်ခဲများကိုရင်ဆိုင်ရင်းနဲ့ချိန်မိန်လို့ဖြစ်ပျော်လဲနေမပျော်တော့လဲနေချီမီတွေချာနိုင်ငံရဲ့ချာမလေးညော်လင့်ချက်ရည်မှန်းချက်တွေပြည်တဲ့တနေ့ရောက်ပြန်ခဲ့မလီအခုချိန်ခဏလေးမှအဝါရီမှုခွဲရတာပါမီချိန်မှလွမ်းမပြေဘူးလေမြမပြည်နဲ့အမေကိုကျွန်တော်လွမ်းနေမပြောတော့လေလေရွာနဲ့အမေကိုခွဲကနေအောင်မဲ့အမေနဲ့ရွာလေးကိုအခုဆိုကျွန်တော်ခွဲတာနှစ်တွေကြာညောင်းရာသီတွေပြောင်းမေးမယ်တနေ့တရက်မှမိမရနိုင်ပါမီမြမပြည်နဲ့အမေကိုလွမ်းနေဘဝဝဲရေးတွေ့တိုင်းတစ်ပါးဝေးမှကြိုးစားလို့သာနေလင့်ချက်ရည်မှန်းချက်တွေပြည်တဲ့တနေ့ရောက်ပြန်ခဲ့မလီအခုချိန်ခဏလေးမှအဝါရီမှုခွဲရတာပါမီချိန်မှလွမ်းမပြေဘူးလေမြမပြည်နဲ့အမေကိုကျွန်တော်လွမ်းနေနေညူချင်းညနေတိုင်းမှဝေကမန်းစာတန်းတမိဝီပြန်ရင်မေမေလေးလီမပြေတော့တဲ့ဘဝလေးမို့လီမိသားစုအစင်မြေမို့အတွက်တိုင်းတစ်ပါးဝေးမှကြိုးစားလို့သာနေဘဝရဲ့အခက်ခဲများကိုရင်ဆိုင်ရင်းနဲ့ချိန်မိန်လို့ဖြစ်ပျော်လဲနေမပျော်တော့လဲနေချီမီတွေချာနိုင်ငံရဲ့ချာမ